ဟုတ်ညီမနာမည်ကတော့တွဲဦးစင်ပါပေါ့နော်ဟုတ်ဒီနေ့ပြောသွားမယ့် app ကကြတော့Taste Free ပေါ့နော် Taste Free ကကြတော့အဓိကဘာလဲဆို taste နဲ့ story နဲ့ကိုပေါင်းထားတဲ့အရာပေါ့နော်သူကအဓိကဘာလဲဆို food and restaurant ကို review ပေးတဲ့ app ပေါ့ဒါပေမဲ့သူကကြတော့တခြားတော့ app တွေနဲ့မတူဘဲနဲ့သူက social app သဘောမျိုးဖြစ်သွားမှာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ခါကြတော့ဒီ Taste Free ကိုသုံးတဲ့ user အနေနဲ့ကြတော့ဘာကြီးလုပ်လို့ရလဲဆိုရင်ဒီကိုကြိုက်တဲ့ဒီစားတောက်ပုံတွေ food တွေနောက်အဲ့ဒါတွေကိုလည်း post အနေနဲ့တင်လို့ရမယ်ပြီးရင်ကိုစားချင်တဲ့အရာတွေကိုရှာချင်တဲ့ဒီ restaurant တွေကိုလည်းရှာလို့ရမယ်ပြီးပြီဆိုရင်ကိုနဲ့ဒီ community တစ်ခုဖန်တီးလို့ရမယ်ပေါ့နော်ဒီ food တွေအချင်းချင်းပေါ့စားတောက်ဝါဒနာပါတဲ့သူအချင်းချင်းfriend ပုံစံမျိုးလုပ်ထားလို့ရမယ်လုပ်ထားပြီးတော့သူတို့တင်တဲ့အရာတွေသူတို့တွားထားတဲ့အရာသူတို့ review ပေးထားတဲ့အရာတွေကိုလည်းကြည့်လို့ရမယ်ပြီးတဲ့အခါကျတော့ဗီဒီယို content တွေလည်းဒီထဲမှာပါမယ်ပေါ့နော်ဘယ်လိုမျိုးapp ကဘယ်လိုမျိုးလဲဆိုရင်အာဒီ Pinterest မှာဆိုရင်ကိုကိုကြိုက်တဲ့အရာတွေဆိုရင်မူပုတ်လေးနဲ့တင်ထားတာမျိုးလေးလေအဲ့လိုမျိုးပဲဒီဟာကြတော့ကိုသွားမစားဖြစ်သေးဘူးဆိုရင်တော့မှပဲကိုယ့်ရဲ့ဒီအာ new feed မှာတက်လာတဲ့အစားအသောက်လေးတွေကို category လေးတွေနဲ့တင်ထားလို့ရတယ်ပေါ့နောက်ပိုင်းမှာနောက်မှသွားစားမယ်ဘယ်သူနဲ့သွားစားမယ်ပါအဲ့လိုမျိုးလေးတွေအာတင်ထားလို့ရမယ်ပြီးတော့ခါကျတော့ဒီ influencer တွေကလည်းဒီမှာလာပြီးတော့ပို့ပြီးတော့ special လိုက်ဖြစ်သွားမယ်ပေါ့အခုတုံးတဲ့ Facebook TikTok တွေမှာကျတော့ content တွေကအများကြီးရှိရယ်ကောင် category အများကြီးရှိရယ်ဒီ app ကကျတော့လုံးဝအစားအသောက်တည်တဲ့ restaurant တည်တဲ့ပေါ့နော်အဲ့တော့ဒီဟာကိုကျတော့အထူးတစ်ဖြစ်က idea ဘယ်လိုရလဲဆိုတော့အခုမြန်မာမှာအထူးတစ်ဖြစ်ကတနေရာသွားမယ်ဆိုရင်ဘယ်မှာရှာကြလဲဆို Facebook မှာရှာတယ် TikTok မှာရှာတယ်ပေါ့အခုနောက်ပိုင်း Facebook မှာတော့မှအဲ့လောက် search engine အရင်ကြီးမကောင်းတော့ TikTok မှာပဲရောက်သွားကြတယ်coffee ဆိုင်သွားမယ်ဆို coffee ဆိုင်အဲ့လိုမျိုးသွားရှာကြဒါပေမဲ့အဲ့ဒီမှာကျတော့ဟိုလိုမျိုးဘယ်လိုပြောရမလဲတီးတဲ့မရှိနေဘူး content ကဘောင်းဆောင်ဖြစ်နေတာပေါ့နော်အဲ့ဒီခါကျတော့ user တွေအနေနဲ့ကproblem လေးရှိလာရပေါ့နော်ဟုတ်အဲ့လိုမျိုးဆိုတော့Instagram တို့ TikTok တို့ Facebook တို့လိုမျိုး Reels content တွေ video content တွေလည်းပါမယ်ပြီးတော့ခါကျတော့Pinterest လိုမျိုးလဲ save လို့ရမယ်နောက်ပြီးတော့Facebook လိုမျိုးလဲ post တွေတင်ပြီးတော့အချင်းချင်းအာ feedback comment တွေပေးနောက် restaurant တွေကိုလည်း review တွေပေးပေါ့နော်ဒါအဲ့လိုတွေရှိမယ်နောက် restaurant ဒီစားသောက်ဆိုင်တွေဘက်ကကြာလဲဘာဖြစ်မလဲဆိုတော့ဒီ app ကိုသူတို့ restaurant အနေနဲ့လည်းတုံးလို့ရမယ်ပေါ့နော်သူတို့တုံးတဲ့ user ဘက်ကကြာတော့ဘယ်လိုဖြစ်မလဲဆိုတော့သူတို့ရဲ့တကယ် သူတို့ရဲ့တကယ် real customer ကိုသူတို့တည်နိုင်မယ်သူတို့နောက်ပြီးတော့ဒီ market trend ပေါ့လက်ရှိမှာcustomer တွေကြားထဲမှာဘယ်ဆိုင်ကတော့ဘယ်လိုမျိုးရှေ့ရောက်နေရပေါ့သူတို့ရဲ့ community data analysis ကိုသူတို့အနေနဲ့ဒါလောက်ရလွယ်သွားရပေါ့နော်ဘယ်ဆိုင်ကတော့ဘယ်လိုမျိုးတွေသူတို့ထက်တာနေတယ်အဲအဲ့လိုမျိုးသူတို့ကြည့်လို့ရမယ်နောက်ပြီးတော့ customer တွေနဲ့လည်းသူတို့ keep in touch တွေဖြစ်လာမယ်ပေါ့ဒီ app ကကြတော့သူစဉ်းစားထားတာပေါ့နော် initial stage နဲ့သွားမယ် initial stage မှာကြတော့delivery တို့ food delivery တို့နောက်booking system တွေကိုမထည့်သေးဘူးဆက်စချင်းမှာခုနပြောတဲ့post တွေတင်လို့ရမယ်ပြီးရင်အာတခြားတော့ခုနပြော Pinterest လိုမျိုးပေါ့နော် save ထားလို့ရမယ်လောလောဆယ်ကအဲ့လိုမျိုးပဲနောက်ပိုင်းမှာ user များလာတဲ့အလျောက်restaurant အနေနဲ့ပူးပေါင်းပြီးတော့ collaborate လုပ်ပြီးတော့ ordering system တွေပါလာမယ်ပြီးရင်ဒီ delivery ကိုမှ online ဒီ delivery ပါမယ်ပြီးရင်online booking system တွေပါလာမယ်ပေါ့နော်ဒါကတော့ app အကြောင်းလေးပါပေါ့နော်market analysis အနေနဲ့ဆိုရင်လက်ရှိမှာကဒီအာ food delivery အဲ့လိုပုံစံမျိုးသုံးနေရက mobile billion လောက်ရှိတယ်ပြီးရင်ဒီ YouTube Instagram TikTok တွေမှာဒီ food content ကိုရှာနေတာအဲ့လေမီလီယံ900ကျော်လောက်ရှိရပေါ့နော်နောက်ပြီးတော့ဒီလိုမျိုး app ကရှိလားဆိုတော့သူကပေါင်းပြီးတော့ပူပေါင်းပြီးတော့ရှိနေတာမဟုတ်ဘူးဒီအခုပြတာဒီ Yep တို့ Zomato ဒီဟာတွေကကြောက်သူကfood discovery ကိုပဲအဓိကထားပေးရအစားတော့ရှာလို့ရမယ်ဒီလိုမျိုးအဲ့ဒီကောင်ဆိုလဲရှာတဲ့ဒီ user တွေကအများကြီးရှိရပေါ့နော်လားစင်မှာအများကြီးရှိတယ်ပြီးတော့ဒီဟိုဟာတွေကကြတော့စားတော့တဲ့သူတွေကကြတော့ဒီသူတို့ကဒီအစားတောက်ကိုဟိုပေါ့နော်သူတို့ကအစားတောက်ဆိုတာတဲ့အဓိကအာ community တစ်ခုပေါ့နော် community တစ်ခုကိုတို့လုပ်လို့ရမယ်အရာမျိုးပေါ့နော်ပြီးတော့ခါကြတော့ဒီ market ထဲမှာရှိတဲ့တခြားတော့ app တွေကကြတော့restaurant ကို review လုပ်တာရှိမယ်ပြီးတော့အဲ့လို food
ဒီတီးတန့်ပေါ့နော်special like ဒီအစားတောက်ကတော့ကောင်းပါတယ်ဆိုတာမျိုးဒီ review လုပ်တာမျိုးတွေကရှားတယ်အစားတောက်ဆိုင်ဆိုပြီးစားတောက်ဆိုင်ဆိုလို့ပဲ review လုပ်ကြတယ်ဒါပေမဲ့အဲ့စားတောက်ဆိုင်တွားလိုက်ပြီဆိုရင်ကြုံတွေ့ရတာတွေကစားတောက်တွေကမကောင်းဘဲနဲ့စားတောက်ဆိုင်တစ်ခုပဲကောင်းနေတာမျိုးလည်းကြုံတွေ့ရတယ်ပေါ့နော်အဲ့လိုအရာတွေကိုလည်းအာဖြည့်ရှင်းမယ်ပေါ့နော်အဲ့တော့အခါကျတော့ဒီ app ကကျတော့Pinterest ဒီခုနကပြော Pinterest ရဲ့ TikTok ရဲ့ဒါမျိုးတွေပေါင်းထားတဲ့ app တစ်ခုပေါ့နော်ပြီးလေဒါ customer အနေနဲ့ဆိုလေဒီအသက်18နဲ့35နှစ်အတွင်းဒီစားတောက်ကိုကြိုက်နေတဲ့လူတွေဒီ social app ကိုသဘောကျတဲ့လူတွေပေါ့နော်အထူးသဖြင့်ဒီtraveler တွေဆိုလဲဗာလဲဆိုအခုထားပါအခုလက်ရှိမန္တလေးမှာညီမနေရပေါ့ရန်ကုန်သွားမယ်ရန်ကုန်သွားပြီဆိုလဲဒီရန်ကုန်ရောက်ပြီဆိုတာနဲ့ဘယ်စားတောက်ဆိုင်တွေဘယ်လိုကောင်းလဲဆိုတာကိုဘယ်လိုရမလဲအရင်ဆုံးရှာဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့ရန်ကုန်ရောက်တော့ကြာမှဒီ app ကိုဖွင့်လိုက်မယ်ဒီ app ကညွှန်ထားတဲ့စားတောက်ဆိုင်တွေရှိမယ်ပြီးရင်community ထဲမှာပြောထားတဲ့ဟာတွေရှိမယ်ပေါ့အဲ့တော့အဲ့ဒါကြီးကြည့်ပြီးတော့လွယ်လေးတစ်ခုပေါ့နော်စားတောက်တော့ခေါင်းစားကြမလို့ပေါ့business တွေအတွက်လည်းခုနကပြောလို့ဒီ customer တွေကတကယ် real feedback ကိုရမယ်ပေါ့community analysis အနေနဲ့ဆိုရင်တော့ဒါ theory ကကြတော့ဒီထဲမှာပါတဲ့အချက်တွေအကုန်လုံးကို app တစ်ခုထဲမှာသုံးနိုင်မှာပေါ့နော်လုပ်လို့ရမယ်ကျန်တဲ့ app တွေကတော့သူတို့ရဲ့ချိုးရင်းချက်လေးတွေသူတို့ရဲ့လိုအပ်ချက်လေးရှိတယ်သူတို့ရဲ့ special like ကလည်းသူတို့ကတခြားအရာ special like လုပ်ထားဆိုတော့ညီမတို့ထားတဲ့ဒီ theory app ကတော့အကုန်လုံးတနေရာထဲမှာ one stop service ပုံစံမျိုးအကုန်လုံးတနေရာထဲမှာရမယ် app တစ်ခုဖြစ်တယ်ပေါ့နော်customer segment အနေနဲ့ဆိုရင်ခုနကပြော food အစားတောက်ကြီးမဲ့တဲ့လူတွေပါမယ် content creator တွေရှိမယ်နောက်ပြီးဒီ restaurant owner တွေလည်းရှိမယ်ပေါ့နော်နောက်ပြီးဒီအစားအသောက်ကိုဒီလိုမျိုးပို့ဟိုပါပေါ့ save ထားပြီးတော့နောက်မှအဲ့လိုမျိုး collector လုပ်တဲ့လူတွေလည်းရှိမယ်ပေါ့နော်ဒီလိုမျိုးတွေ customer တွေကို target ထားရပေါ့နော်problem အနေနဲ့ကတော့၄ချက်ရှိမှာပေါ့နော်ပထမတစ်ခုကကြတော့ဒီစားတောက်တွေကရွေးချယ်စရာအများများနေတာမျိုးတော့ user တယောက်ကိုမေးကြည့်ရပေါ့နော်သူကတစ်ခုစားတောက်မယ်ဆိုရင်သူကGoogle Map ကိုသွားတယ်ပြီးရင်Google Map ကိုသွားပြီးတော့အဲ့ဒီအစားတောက်တွေသူတို့ရှာတဲ့အခါမှာသူစားချင်တဲ့အရာလည်းမတွေ့သလိုဒီ map မှာကျတော့စားတောက်ဆိုင်တွေကတချို့ဆိုင်တွေကကျတော့ Google Map မှာမထည့်ထားတဲ့ဆိုင်တွေလည်းရှိတယ်အဲ့အခါကျတော့သူလိုချင်တဲ့ result ကိုသူမရဘူးပေါ့နော်သူဘာစားချင်တာသူဘယ်နေရာသွားစားရမလဲဆိုတော့သူမသိဘူးအဲ့တော့ခါကျတော့ဒီ problem ကိုT3 အနေနဲ့က solution တစ်ခုအနေနဲ့ပေးနိုင်မယ်ဒီ app ကိုသုံးလိုက်တာနဲ့သူရှာလို့ရမယ်ဒီ location ဒီနားမှာဘာရှိမလဲဆိုတာအစားလက်ရှိ trending ဖြစ်တာအစား app ကညွှန်ပေးတာရောဒီ user တွေညွှန်ပေးတာရောကိုသူတွေ့နိုင်မယ်ပေါ့နော်အဲ့တော့ဒီဟာသူ့အတွက် solution တစ်ခုဖြစ်သွားမယ်ဒီ app ကနောက်တစ်ခုကကျတော့စားတောက်ဒီ platform တွေကအများများတဲ့ခါကျတော့ကိုယ်တိုင်လဲပေါ့နော်ဒီ TikTok မှာတွေ့တယ် save ထားတယ် TikTok မှာကျတော့ save တာတွေအများများဟိုဒီဟာကြိုက်လဲ save လိုက်ဟိုကြိုက်လဲ save လိုက်ဆိုပြန်ရှာဖို့ကအရင်ခက်တယ်ပေါ့နော်တီးတန့်ဒီလိုမျိုးပုတ်အနေနဲ့လောက်ထားလို့မရဘူးဆိုတော့Facebook ဆိုလည်းအဲ့လိုပဲ save ထားလိုက်တာဘယ်ချိန်မှဘာသွားစားမလဲစဉ်းစားပြီးဆိုရင်ဘာသွားစားမှမသိဘူးဖြစ်နေပါတော့အဲ့လိုမျိုးပဲဒီတယောက်ကလည်း तू အဲ့လို problem ပေါ့နော် तू တင်ထားတဲ့ຢာတွေကို तू ဘယ် app က तू တင်ထားလဲ तू မသိဘူး TikTok ကတွေ့ထားလား Facebook ကတွေ့ထားလား तू မမှတ်မိဘူးပေါ့နော်အဲ့လိုဟာကိုလည်းဒီဘက်ကဒီ app ကပေါ့နော် solution တစ်ခုဖြစ်ပေးနိုင်မယ်ပေါ့နောက်တစ်ခုကကျတော့ဒီခုနကပြော organize full memory ပေါ့နော်တော်တော်များကဒီလင့်နေသိမ်းနေပြီးရင်ပြန်ပြီးမကြည့်ဖြစ်ဘူးသူလည်းအဲ့လိုပဲသူအရင်သူသိမ်းထားတဲ့အရာဒါပေမဲ့သူပြန်ရှာလို့မရဘူးပေါ့နော်ဒါဆိုလဲဒီ app က solution တစ်ခုပေးနိုင်မယ်ပေါ့နောက်ကကျတော့ဒီ restaurant အနေနဲ့ကကျတော့စားတော့ဆိုင်အနေနဲ့ကကျတော့ user engagement တွေ limited လုပ်ထားရဆိုတာဒီလိုမျိုးပေါ့နော်Facebook ဒီနောက်ပိုင်းက media ဘိုင်းတွေပိုင်း run တဲ့အခါမှာ audience တွေကလုံးဝဟိုပေါ့နော်စစ်မှန်တဲ့ audience ကရှားလာတယ်ပေါ့နော်အရင်တော့လို့မဟုတ်တော့ဘူးပြီးတော့ဒီ audience ကကိုယ့်ဆိုင်ကိုတကယ်ကြိုက်တာလားတကယ်ပဲ real feedback ပေးနေရလားဆိုတာကိုလည်း restaurant စားတောက်ဆိုင်တွေအနေနဲ့ကအာဒီဟိုပေါ့ခံမရခက်လာရပေါ့နော်သူတို့အာဒီ segment လုပ်တဲ့အခါမှာလည်းပေါင်တွေကျင်းလာတယ်ပေါ့အဲ့ခါကျတော့ပြီးတော့ TikTok တို့ဘာလို့ဆိုတာလည်းခုနကပြောလို့ content တွေကအများကြီးတခြား business မတူတဲ့ຢာတွေလည်းရှိတာဆိုတော့ဒီ app ကကြတော့ဒီစားတောက်တီးတန့်ပေါ့နော်စားတောက်တီးတန့်ဖြစ်တဲ့ကြောင့်မို့သူတို့ရဲ့ထားပါတော့ဒီ app မှာလာပြီးတော့ကြော်ညာမယ်ဆိုရင်တော့ ads တစ်ခုလာဖန်တီးမယ်ဆိုရင်တော့မှတကယ်ဒီစားတောက်ကိုချစ်မြတ်နိုးတဲ့သူတွေတကယ်လိုအပ်တဲ့သူတွေပဲမြင်မှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ရဲ့ဒီapp ကစားဒီသူတို့ရဲ့ကြော်ညာအစားထိရောက်မှုရှိရပေါ့နော်ဒါကတော့ restaurant တွေအတွက် solution တစ်ခုပေါ့
flows အနေနဲ့ကတော့ဒီ home body ရှိမယ်နောက် discover ရှာတာဘာညာ wish list ရှိမယ် create post ရှိမယ်နောက် community ရှိမယ် profile ဆိုပြီးအဲ့လိုမျိုးပဲလုပ်ထားရပါတော့ screen အနေနဲ့ကတော့တချို့ screen လေးတွေပဲလုပ်ထားလိုက်ပါတယ်ဒါကတော့ home body အနေနဲ့ဆိုင်တာရှိမှာပေါ့နော်ဟုတ်ပြီးရင်တော့ဒီလိုမျိုးပေါ့ဒီမှာဆိုရင်ဒါ training မန်လေးဆိုတာလက်ရှိမန်လေးရောက်နေရဆိုရင်မန်လေးမှာရှိတဲ့ဟာတွေဒီဘက်မှာပြပေးမယ်ပေါ့ပြီးရင်ဒီအောက်မှာကကြတော့new feed လိုမျိုးသွားလို့ရတယ်သွားပြီးကိုဒီတဲကကိုကြိုက်တယ်ဆိုဒီဘက်ကအသေးပုံဟာလေးနှိပ်လိုက်မယ်ဆိုရင်ဒီဘက် wish list တွေဝင်သွားမှာပေါ့နော်ဒါကိုတင်ထားတဲ့အရာဖြစ်မှာပေါ့ပြီးရင်ဒီဟာကိုကိုကြည့်ရှင်တယ်ပေါ့ဒါဘယ်လိုတင်ထားရလဲကြည့်ရှင်တယ်ဆိုဒီဘက်မှာဒီ screen ဖြစ်မှာပေါ့နော်ဒီမှာuser တယောက်ကတင်ထားတဲ့ဒီအောက်မှာlocation ဒီ restaurant ကို tab လုပ်ထားတဲ့သဘောမျိုးပေါ့ Domino Cafe ပေါ့အဲ့ Domino Cafe ကိုနှိပ်လိုက်မယ်ဆိုရင်လည်းဒါ Domino Cafe ရဲ့ဒီစားတောက်ဆိုင်ရဲ့ဟိုဟာကြီးကြာလာမယ်ပေါ့နော်ပြီးတော့ဒီ caption မှာကိုကဒါကြိုက်တယ်ဆိုရင်နှိပ်လို့ရရပေါ့ပြီးတော့ဒါ wish list ထဲမှာလည်းဒါထည့်လို့ရတယ်ပြီးတော့ဒါကကြတော့ကိုကရှာမယ်ဆိုရင်ဒါကိုရှိ research ရှာထားတဲ့ဟာတွေလည်းရှိမယ် category ရလည်းသူ့ကိုပြပေးမယ်ပေါ့သူရှာတဲ့ခါမှာသူဘာစားကျင်လဲဆိုတာကိုမျိုးထိုင်းဆိုင်စားကျင်တာလား Japanese ဆိုင်စားကျင်တာလားအဲ့ဒီအရာကိုလည်းပြပေးမယ်ပေါ့ဒီ create ကကြတော့ကိုယ်တိုင် post တင်လို့ရမယ် community ကကြတော့ကိုနဲ့friend ဖြစ်ထားတဲ့လူတွေရဲ့တည်တံ့ post ဖြစ်မှာပေါ့နော်ဒီ discover မှာကြတော့အစုံပေါ့အစုံတခြားလူတွေရောကိုနဲ့ friend ဖြစ်တဲ့လူတွေရဲ့ post လည်းမြင်ရဒါကတော့ profile မှာကြတော့wish list နဲ့ post နဲ့ reviews နဲ့friends ဆိုရှိရပေါ့နော် review ကကြကိုစားတောက်ဆိုင်တွေပေးထား reviews တွေကိုတွေ့နိုင်မယ်အဲ့တော့တငယ်ချင်းတွေထဲသွားကြည့်မယ်ဆိုလဲအဲ့လိုပဲတခြားလူတွေထဲမှာဆိုလဲသူတို့ review ပေးထားတာကိုတီးတန်းကြည့်နိုင်မယ်ပေါ့အဲ့ဆိုဒီဆိုင်ကဒီလိုကောင်းမယ်ဒီလိုမျိုးပေါ့နော်ကြည့်နိုင်မယ်အဲ့ဒါမှ wish list ထဲမှာဆိုရင် restaurant ရစီမှာလဲဒါကတော့ကိုယ် idea နဲ့ကိုယ်စေလို့ရတယ်ဒါဥပမာပြထားတာ restaurant အရာစီထားတယ် food အရာစီထားတယ်ပေါ့နော်စားတောက်ဆိုင်ရဆိုရင်တော့ဒီဘက်မှာဒီလိုလေးရှိမယ်ဒါမှမဟုတ်ကိုကြိုက်တဲ့နာမည် Pinterest လိုမျိုးကိုကြိုက်တဲ့နာမည်ပေးထားလို့စေလို့ရတယ်ပေါ့ဒါကတော့ account ကို profile edit လုပ်မယ်ဆိုရင်တော့ဒီ screen ပေါ့နော်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်